Hello bro ရေကျွန်တော်နာမည်ကတော့ကိုစမ်းပါကျွန်တော်ဒီနေ့မှာတော့ဘာလို့မှလဲဆိုတော့စာကူရာစကူထဲမှာကားသွားဖို့မှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ကားကိုတောင်တစ်ခုလုံးကိုကားခရမ်းရောင်နေကြည့်ရဲဆိုးသွားမှာပဲဖြစ်ပါတယ် Okay brother တို့လိုက်ကြည့်လိုက်ကြပါတော့ bro ရေ Okay ကျွန်တော်ဆိုင်ကနေပဲသွားလိုက်တော့မယ်ဗျာ Okay စကားမစကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောက်တိုင်းလေးလိုက်ရန်စောက်တိုင်းနေပြီးတော့ဘီနာလေးကခေါင်းလောင်းလေးကိုလည်းနေပြီးသွားကြပါအောင်နော် bro တို့ကတော့ဘာမှမဖြစ်ဘူးနဲ့ကျွန်တော်တို့တော့ကတော့ရန်ကုန်တမိုးကြီးနေလို့ပဲဖြစ်ပါတယ် Okay ကျွန်တော်တို့သွားမယ်ဘယ်သွားမလဲဆိုတော့ဂျာအိစီကိုသွားမှာဂျာအိစီကလေပြီးတော့ကျွန်တော်ကားသွားယူမှာပဲဖြစ်ပါတယ်โอเคအကားကိုကျွန်တော်တို့သွားယူရမယ်ပထမဆုံးယူမယ်ကားကတော့ကားလိမ်မအောင်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုဖြစ်မြောက်အောင်ဂျာအိကလည်းကူညီပေးမယ်လို့ပြောလို့ကျွန်တော်ဟိုကားလာယူတာပါဝေးပြောမနေတော့ကားယူတခါလေးယူသွားလိုက်မယ်ဗျတို့โอเคငါတို့ဒီတခါလေးပဲတန်းပြီးတော့စေးမုတ်လိုက်တော့မယ်ကွာတန်းပြီးတော့ဝေးဒီစေးဆိုင်ကတခါလေးဝင်လိုက်တော့မယ်ကွာခရမ်းရောင်လေးစိုးရမယ်ဆိုတော့ဝေးကျွန်တော်ခရမ်းရောင်လေးစိုးမယ်အောက်ဝေးလာအဲ့တော့ငါတို့သွားရမယ်ကွာလာတို့သွားမယ်ဝေးအိမ်တော့ရောက်ပြီရဒီနားလေးမှာပဲထိုးလိုက်တော့မယ်တမိုင်းကရှိတဲ့ကျွန်တော်ရဲ့ကားကိုကျွန်တော်ဟောလုံးပါပါဒီကားခရမ်းရောင်လေးသွားစိုးမှာပဲဖြစ်ပါတယ်ခရမ်းရောင်သွားဆိုမှာပါโอเคခရမ်းရောင်သွားဆိုမယ်ကားစင်းမော်တော်ဆိုင်ကိုမြန်လေးသွားမယ်โอเคကျွန်တော်တို့ခရမ်းရောင်လေးပဲဆိုလိုက်တော့မယ်နော်ကျွန်တော်ကပြောတာအစကတည်းကခရမ်းရောင်ဆိုမယ်လို့ပြောထားတာဗျာโอเคကျွန်တော်တို့ဆိုတော့ပြီးပြီဟိုကားရဲ့လိုမျိုးပဲအိမ်မြန်တော့မယ်โอเคကျွန်တော်တို့အိမ်တော့ရောက်ပြီနားလေးမှာပဲကတ်ထိုးထားလိုက်တော့မယ်โอเคနောက်ထပ်တစ်စီးကိုသွားခုမယ်ဒီဂျာကြီးတို့စီပဲသွားခုလိုက်တော့မယ်ဘရိုဒီကားနဲ့ရောင်လေးပဲခုလိုက်တော့မယ်ရလေပြီခုံချင်းလိုက်တော့မယ်အမလေးပြဟာ Oh my god ကြာရဲဒါဒီရလေးလည်းခရမ်းရောင်လေးပဲပြန်ဆိုးလိုက်တော့မယ်ဘရိုခရမ်းရောင်လေးပဲပြန်ဆိုးလိုက်တော့မယ်အိမ်ပြန်တော့မယ်ဘရိုခုနလေးမှာပဲကတ်ထားလိုက်တော့မယ်ကားကိုတော့နဲ့မှာပဲကတ်ထားလိုက်တော့မယ်ဘရိုအဲ့တော့မြင်းနေတာဗျာဘရိုကားကြီးမရမြန်နေအဲ့တော့ကျွန်တော်အိမ်တော့ရောက်ပြီโอเคဒီရလေးဒီနားမှာထပ်ထိုးထားလိုက်မယ်โอเคဒါဒီနားမှာထပ်ထိုးထားလိုက်မယ်ဒီဘက်ကိုโอเคဘရိုလို့လာမသိဘူးနော်အမလေးထိပါโอเคနားမှာထားပြီးပြီโอเคလောက်ဆိုရည်မရသေးဘူးဘရိုရဘရိုလောက်ဆိုရည်ဒီတစည်းကတော့တက်စလာပါတက်စလာဟိုကောင်ဦးလေးဂျာကြီးပဲရအပြင်မှာပဲနေလိုက်တော့ဂျာကြီးအမလေးဗျာအမလေးနားလိုက်တာဘရိုရပြင်မှာဆိုအဲ့လိုမျိုးသေးမှတခါတည်းဒါလေးခရမ်းရောင်လေးပဲပြန်ဆိုးထားလိုက်မယ်ဘရိုအဲ့ဆိုရင်ဒီဘက်ကိုပြန်ကိုမယ်ဘရိုတက်စလာလည်းပြောလို့သာပြောတော်တော်လေးကိုမြင်နေဗျာဘရိုကားသာကြည့်ရင်ပဲတော်တော်လေးကိုမြင်နေဗျာဒီကောင်လည်းကြည့်ရတာကြီးရပါရီတော့ခံနိုင်တယ်ဗျာနောက်ကသူ့ရဲ့ဆိုလာဗျာကြီးရွယ်ဘရိုဒီနားလေးမှာပဲကတ်ထိုးထားလိုက်မယ်ဘရိုကတ်ထိုးထားမှဆိုတော့ကျွန်တော်ကားကိုတော့မဆန်းတော့ဒါလေးကိုနည်းနည်းပိတ်လိုက်မယ်ဗျာဘရိုတမ်းမိုးလေးပိတ်လိုက်မယ်โอเคရိုးရရှုံနေပြီလို့ဟုတ်တယ်ဒီဘက်โอเคဒါလေးကိုတက်လေးပိတ်ထားလိုက်မယ်ဒီကားသုံးစီးကိုကျွန်တော်ပိတ်ထားလိုက်မယ်ဗျာကားသုံးစီးကိုပိတ်ထားလိုက်မယ်တိုက်နေတယ်လို့ဘရိုโอเคရှေ့နဲ့တိုးမယ်ရှေ့တိုးထားမယ်လွတ်တယ်ဆွဲထားမယ်โอเคပြီးသွားပြီဘရိုကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအစားဆုံးကြည့်ရှုအားပေးခဲ့တဲ့ viewer တွေအားလုံးကိုလည်းတရားလေးပြီးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ bye bye